မင်္ဂလာပါကျမဒါဒါစိတ်မှာ2025ခုနှစ်ကတော့ကုံဆုံးတော်မယ်ဆိုပေမဲ့ပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကတော့အဆုံးမသက်နိုင်ဘဲနဲ့အများအတွက်လိုအပ်နေတဲ့အရာတွေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့စိတ်ကဆရာဝန်တယောက်အနေနဲ့ရောဆိုင်းဆရာတယောက်အနေနဲ့ပါအများပြည်သူတွေရဲ့ရင်တွင်းခံစားချက်တွေစိတ်ကျမ်းမာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပတ်သက်တဲ့ရည်မှန်းချက်တွေအိမ်မက်တွေအကြောင်းကိုလိုက်လံနားထောင်ပြီးတော့တတ်နိုင်သလောက်ဖြေရှာပေးသွားမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်စိတ်နဲ့ကူးဆက်လိုက်ကြရအောင်နော်။အမမင်္ဂလာပါမင်္ဂလာပါရှင်ဟုတ်ကဲ့ကျမဒေါက်တာစိတ်မှာဆရာဝန်စာရေးဆရာတော်ဖြစ်ပါတယ်မိကုန်းလေးနည်းနည်းလောက်မေးချင်လို့ရလားရှင်ဟုတ်ကဲ့အခုကဒီ2025ခုနှစ်လဲကုန်တော့မှာဆိုတော့ဗောနော်ဒီတစ်နှစ်တာကာလလုံးမှာအမအနေနဲ့စိတ်ကျမ်းမာခြင်းရုပ်ကျမ်းမာခြင်းတစ်ခုခုနဲ့ပတ်သက်ပြီးတော့ lesson learn ပေါ့သင်ခန်းစာရလိုက်တာမျိုးရှိလားဗောရှိတယ်သင်ခန်းစာကဘာလဲဆိုတော့အခုဒီနှစ်တော်လဲမှာ40ကျော်လာတဲ့အချိန်မှာအမမထိန်းနိုင်တဲ့ weight က40လောက်တက်လာအပေါင်40လောက်တက်လာပြီပေါ့နော်ဟုတ်ကဲ့ကဲလို့သားပေါ့နော်အမညီမလေးကဆရာဝန်တောက်ဖြစ်ခဲ့တယ်ဆိုရင်အမတို့40ကျော်မကြော်ခင်မှာအမတို့ကကိုယ့်ကိုဘယ်လိုထိန်းသိမ်းရမလဲဒီ weight ကိုပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးခါလေးတွေကိုမေးချင်တာပေါ့နော်ဘယ်လိုစားတောက်ရမလဲဘယ်လိုနေထိုင်ရမလဲပေါ့နော်ဟုတ်ကဲ့အမမိကုန်းလေးကအမအတွက်ကိုကြည့်နေတဲ့ပြည်သက်တွေပါအရန်အကျိုးရှိရမိကုန်းလေးပေါ့နော်အဲ့တော့ body weight control လုပ်တဲ့နေရာမှာအဓိကပိုင်းကနှစ်ပိုင်းပါပေါ့နော်ဓာတ်ရိုက်နဲ့ exercise ပေါ့အစားအသောက်နဲ့လေ့ကျင့်ခန်းပေါ့နော်အဲ့တော့အစားအသောက်နဲ့လေ့ကျင့်ခန်းမှာဆိုရင်အသက်30ကျော်လာအမျိုးသမီးတယောက်က hormone နဲ့ changes hormone အပြောင်းလဲတွေဖြစ်လာတယ် hormone အပြောင်းလဲတွေဖြစ်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့သူကပို့ပြီးတော့ weight gain ရဖို့ chance ပိုများပါတယ်ပြီးတဲ့အခါကျတော့ဒီနေ့ခေတ်ကလည်းလှုပ်ရှားမှုတွေနဲတာလည်းပါတာပေါ့နော်အဲ့တော့အဓိက diet နဲ့ exercise အစားအသောက်နဲ့လေ့ကျင့်ခန်းမှာဘယ်ဟာပိုရေးပါလဲဆိုတော့အစားအသောက်က70 to 80% အရေးပါတယ်။ကိုလည်းလှုပ်ရှားမှုကဂျင်းသွားပြီးသွားလို့ရှိရင်ခဏပဲသွားနေတယ်မလုံးနိုင်ဘူး။သွားနိုင်ဘူးပေါ့နော်။အဲ့တော့ဂျင်းမသွားနိုင်ဘူးဆိုရင်စိတ်ကနီးတစ်ခုပေးချင်ပါတယ်။အဲ့ဒါဘာလဲဆိုတော့အစားအသောက်ပေါ့နော်။အစားအသောက်မှာအမက protein ကိုပိုစားပြီး carbohydrate ကို short စားရမှာ။ဖြတ်ရမှာမဟုတ်တချို့တွေကထင်ကြတယ် carbohydrate မစားဘူးထမင်းလုံးဝမစားဘူးအဲ့ဒါလုံးဝမားတယ်။အမထမင်းစားလို့ရတယ်ပုံမှန်ပေါ့။ထမင်းစားမယ်ဒါပေမဲ့ protein ကဆိုဘယ်လိုဟာမျိုးလဲဆိုတော့စက်သားတို့ငါးတို့ကြက်ဥတို့ပေါ့အဲ့လိုဟာမျိုးအမပိုစားပြီးပြီးရင်ရေတန်ဘူး1လီတာဘူးနဲ့အနည်းဆုံး2ဘူးတစ်နေ့ကိုကောင်းတော့2ဘူး3ဘူးတောက်နိုင်တော့အကောင်းဆုံး2ဘူးတောက်နိုင်ဆိုရင်အမနံပါတ်1အမ skin လဲလှလာမယ်ပြီးအမအများကြီးမစားဖြစ်တော့ဘူးနည်းနည်းလောက်စားရုံနဲ့ဗိုက်ပြည့်ရဖြစ်တဲ့အတွက်အများကြီးမစားဖြစ်တဲ့အတွက် weight gain ဖြစ်တော့ဘူးပေါ့နော်ပြီးတော့ protein တွေများများစားရင်ဘာဖြစ်လဲဆိုရင်အမမှာရှိပြီးသား body fat တွေက burn ဖြစ်တယ်အဲ့တော့ fat loss ဖြစ်မယ်အဲ့ fat loss ဖြစ်တဲ့အပြင်ဗိုက်ကရင်တက်လာတာဘာရင်တက်လာဘူးနော်အဲ့တော့ fat loss ဖြစ်ပြီးတော့ muscle တွေတက်လာတဲ့အခါကြစ်လစ်ဆိုရင်အနေထားကိုရောက်လာမှာပေါ့အဲ့တော့ပိုပြီးကြစ်လစ်ခြင်းနဲ့ပိုပြီးပုံကြခြင်းရင်ကြတော့ gym သွားပေါ့အမ gym ကိုအများကြီးမသွားနိုင်တစ်ပတ်3ရက်ကို commitment ရှိပေါ့3ရက်တော့သွားမယ်ဆိုပြီးတော့ workout ကိုအပြင်းထန်လုပ်ကြမလို့ပုံမှန်လေးသွားမယ်ဆိုရင်ခုန diet နဲ့ exercise နဲ့ပေါင်းသွားမယ်ဆိုရင်အမအသက်40 50ကျော်လဲတနာလိုင်းတို့လိုလှနေပါပဲဟုတ်ကဲ့အမဖြစ်စဉ်မေးချင်တာရှိသေးလားမရှိတော့ပါဘူးကျေးဇူးပါရှင်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်စိတ်ကဒီ2025ခုနှစ်မှာ2026ကိုအပြောင်းမှာအမပို့ပြီးတော့ကျန်းမာတဲ့Happy New Year ပြစိတ်နှလုံးလဲပို့ပြီးပျော်ရွှင်တဲ့ Happy Heart ပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးပါရှင်ဟုတ်ကဲ့ပါအမတ်တရလက်ဆောင်လေးပေးမလို့နော်ခဏလေးဟုတ်ဒါလေးကတော့စိတ်ရဲ့73အုံမြောက်ထွက်ရှိထားတဲ့စာအုပ်လေးကိုအမကိုအမှတ်တရအနေနဲ့ New Year လက်ဆောင်ပေးခဲ့ရမှာဖြစ်ပါတယ်ပါဝင်ပြတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကောင်းတဲ့နေ့လေးပါအမဟုတ်ဒါ